ဒီနေ့မျိုးပြောပြပေးချင်တာ The Office ဆိုတဲ့ event လေးအကြောင်းပဲဖြစ်ပါတယ် event လေးကတော့ Christmas မတိုင်ခင်အမြဲလာတဲ့ event လေးလို့ပြောမလားပဲဒီ event လေးကတော့မင်းကနိုင်ငံခြား spotlight တဲ့အနေနဲ့တော့ကြည်ရဖြစ်ပါတယ်ပထမဆုံးအနေနဲ့တော့ဒါ event မှာပါတဲ့ ticket နဲ့ can နဲ့ယူလို့ရမယ့်ကောင်လေးတစ်ကောင်လေးတော့မဟုတ်ပါဘူးနှစ်ကောင်ပါပထမဆုံးကောင်ရဲ့ကွာဖက်နက်လေးရဲ့ဝိယုံလေးရဲ့တူတယ်လို့ခံစားနေရမယ်ဒါပေမဲ့မတူပါဘူး TS Cruise တင်ကတူနေပေမဲ့ဝေးရုံရဲ့ဖက်နက်ရဲ့လောပုံစံကွဲပါတယ်အားကြောင့်မို့ဘယ်လိုပြောမတူတယ်လို့မထင်ပါနဲ့ဒီတော့လည်းလဲကျင်တယ်ဆိုရင် ticket 18ခုတော့လုံးမယ်ဒီ7ကလေးက ticket 30ပါ7ပြီးသွားတဲ့ခါမှာဒါစကိတ်လေးအဲ့စကိတ်ကကျတော့ကန်တယ်145နဲ့ဆိုရမှာနော်နောက်တစ်ခုကကျတော့ရေချိုးစလုံးပဲထိုင်မဲ့တော့ coffee ကွက်ပုံစံလေးကွာအဲ့ကောင်ကကျတော့ ticket 36နဲ့ယူရမှာမျက်မှန်နဲ့ခေါင်းမပန်တဲ့ဟာကျတော့ကန်တယ်60နဲ့35နောက်ပြီးကျတော့ကန်တယ်120နဲ့ဖွင့်ရတဲ့နှင်းရုပ်လေးရဲ့တန်စင်လေးရဲ့ပါမယ်တန်စင်ကျတော့30နဲ့ပေါ့ကွာကန်တယ်10ခုကန်တယ်50တန်မာဖလာရဲ့ကန်တယ်10ခုတန်ခေါင်းအုပ်ရဲ့အတဲ20တန်အိုးထုတ်ရေရကြတော့ဒီ event ရဲ့ပထမဆုံးကောင်းရဟာလေးတွေဒုတိယကောင်ကထွေထူးဘာမှသိမပေါ့ဆိုတော့သူ့ရဲ့ကွာလဲဆွဲလေးရဲ့ဝေးရုံလေးရဲ့ခုံလေးအားပဲဆိုမိမိအချင်းမပြတော့ပါဘူးပေါ့ကဲ IUB ကြောင့်ဆက်သွားကြပါပေါ့ပထမဆုံးသူ့ရဲ့ခေါင်းဝဲနဲ့ကလေးလေးရကြတော့$17ပေါ့ကွာ$17.99ဆိုတော့$12ပဲထားလိုက်ပါတော့ကရုံးမလေးမို့လို့မလားပေမဲ့အပြင်မှာတကယ်ဝယ်တော့လာပါတယ်ဒီရုံတကားလေးရကြတော့ကွာ event ပြီးသွားရဆိုရင်တော့ကွာကိုကတည်ပြီးကျန်တဲ့ဟာပစ္စည်းတွေကြီးနေအခန်းအောင်လေးအမြဲသွားလို့ရမယ်ကွာဆေးရတော့$19.99$20ဒီဝေးရုံလေးရတော့အလန်းစားလေးသူကကျတော့$15ပေါ့ကွာ$14.99မပြောပြတော့နောက်တစ်ခါကျရင်ဖက်နက်က$9ဒါလေးကတော့ဘာမှမသိသူကကျတော့$15ဒီကောင်လေးကလည်း15ပဲသူကလည်းလမ်းနဲ့အတွင်ဘက်ကအပြင်ဘက်ကတော့အဖြူပေါ့နောက်တစ်ခုကကျတော့ကရုံးမှာပဲပတ်မယ်7မှာပဲပတ်မယ်ပတ်ရင်တော့ပတ်လို့ရတယ်ဒါပေမဲ့$2တော့ပေးရလိမ့်မယ်ဝေးရုံနဲ့တစ်ခုနဲ့တစ်ခုတူလို့ရှိပေမဲ့ဒီကောင်ကတော့$30တန်ပါအထက်ဘက်ကတော့နည်းနည်းပေါ့လှရပေါ့ကွာပုံစံနဲ့အသိမကွာဒီကောင်လေးရကျတော့လေ$30တန်ကွာဖန်လုံးလားမီလုံးလားတော့မသိဘူးဒါကတော့မမရဲ့မောင်လေးတွေရဲ့ဂျိုမဟုတ်တဲ့တမင်ဂျိုလေးဒီကောင်ကျတော့$15ဒီကောင်လေးကလည်းလှတာပဲသူကလည်း$15ပဲငွေဖို့တော့ပြင်တာပေါ့ event ရဲ့နောက်ဆုံး Christmas အိုးထုတ်လေးပါလဲ$9ပါဒါတွေအားလုံးကတော့2024မှာလာထားတဲ့ Day of Fit ရဲ့ဟာတွေအားလုံးကုန်ပါပြီပြောဖို့တခုမေးခဲ့တာတော့ဒီဂျုံလေးပဲလေးပါအဲ့ကောင်လေးကကြတော့ကန်တယ်150နဲ့လောက်ရတဲ့ဟာလေးပါမောသွားပါပြီအားလုံးပဲကျေးဇူးတင်ပါတယ်ဒါပါပဲ